မင်းကဘလို့လေးနဲ့ထူတာပြောရအောင် ကျွန်တော်ဆရာကားထဲမှာဖះရှိခိုးတယ် ဟမ်ကားတော့မဖျားရှိခိုးနေရဲ့ဟာမင်းစအိမ်မှာမရှိခိုးလာဘူးလား အိမ်ကဖះကိုလည်းရှိခိုးတယ်ခုကောင်းမှာပါလေဖះကိုလည်းရှိခိုးနေတယ် ဟာတော့ပါပဲကွာထွက်ရတယ်မပေါ့ကူမလားမသိပါဘူး ကားထဲမှာရှေ့ကူးတော့ကွာအခုရှူတင်ရောက်နေတဲ့ဟာယူဒီမှာအဖွဲသူဖွဲသားတွေကစောင့်နေရလေကွာနဲကခေါ်အောင်ပေါ့ကွာ ကိုတို့လည်းကကျွန်တော်ခေါ်ရုပ်ပြဖះရှိကိုငဲကြီးနေမယ်ကိုတို့လည်းခေါ်ရတော့ခေါ်လိုက် ဩငါလည်းဘလို့ခေါ်ရဲမှာတော့ကွာဖိုင်တင်ကစင်ပြီးသွားရင်စင်ပြီးရင်လည်းစင်ပြီးတဲ့တိုင်းမဟုတ်ဘူး तू ကဒီလိုထိုးဒီလိုထိုးလုံးမှာဆရာကြီးလုံးမှာအခုလည်းကားပေါ်ဆင်းမလား လို့ပါကွာငါတို့ကစောင့်နေအားလားမင်းတော့ခေါ်လိုက်ပါမင်းရတယ် အကြောက်တဲ့လုံးမနေလေကွာဒီမှာလည်းအဖွဲသူဖွဲသားတွေစောင့်နေတာမင်းအာကားရလေအကွန်အေးစိမ့်တာဟာရဘလို့လို့မင်းလမ်းတွေကတခြားဖောက်တာလေကွာဒါကြီးတွေခုတ်လိုက်ရအောင်ခုတ်အောင်ဒါသူများချန်လေဗျာဘယ်လိုတော့ခုတ်မလဲကိုချန်ထဲမှာဆိုခုတ်ပလိုက်ပြီလို့ကိုချန်ထဲမှာကိုတော့ခုတ်လိုက်စောင့်နေနေကြပါအားလာပါကျွန်တော်ဖျားဖူးနေလို့ပါ ဘယ်ပူတာအိမ်မှာမရှိခိုးမလား ဟိုအိမ်မှာကျွန်တော်တက်ဖူးခဲ့ပြီးသွားပြီဒီဘုရားအရန်ထူးဆန်းတယ်ကျွန်တော်ဘုရားကြွလာတာလေအိမ်မက်ပေးပြီးကြွလာအိမ်မက်နဲ့ကြွလာ အိမ်မက်ကနေ ရောက်အိမ်မက်နဲ့ကြွလာမို့လေအိမ်မက်ကြွမယ်ဆိုတဲ့အကြောင်းလေအိမ်မက်ကြိုပေး ဘုရားပြောတာပေါ့ ဘုရားပြောတာမို့လေကျွန်တော်ဘုရားပင့်ပေးမဲ့ဘုရားတကာတူရှိတယ်သူကနေပေးမယ်ဆိုပြီးတော့အိမ်မက်ထဲမှာပြောပြီးတော့တပတ်လောက်ကြာတော့ရောက်လာဆရာကျွန်တော်လေအဲ့ဘုရားကြွလာတပတ်ပဲရှိသေးဆရာကျွန်တော်ကားရီဆရာလေးလောက်တော့မနာအောင်ရဲတော့ခဏနေပေါ့ခဏနေဟုတ်ဘုရားကြွလာတာအိမ်တပတ်ပဲရှိသေးတယ်အေးလေကားရိုက်က4လလောက်တရက်မှမနာဘူးဆိုတော့မဟုတ်ဘူးညီလေးကလည်းဒီလိုအခုအိမ်မက်ကြိုပေးတာ4လလောက်ရှိအဲ့4လလောက်လေဘုရားကြွမယ်လို့အိမ်မက်ပေးတယ်လေတကယ်ကိုထူးဆန်းစွာလှုပ်ပါတာညီလေးတလောက်လေ8ကားလောက်ရဲနော်တနော်ဟုတ်တော့မပြောပါနဲ့တလား8ကားဘလို့ရိုက်မလဲဗျာမနေ့ကနေကညာတကာခေါ်သူအခုကွန်မြူနီတိုင်းနဲ့ညှိပေးကြလားဘလို့ရိုက်ပါတလား8ကားတော့ရိုက်လို့မရပါဘူးဗျာတကယ်တကူကြည့်ရလား ဖူးကြည့်လိုက်ဟန်တီးတာငါ့ဥသာကြည့်တော့လေလာဟိုခဏနေပါဦးတို့တန်းလေကျွန်တော်ဒီ fight စင်းလေးတော့ရင်ရိုက်လိုက်အောင်ကဲချိန်ရိုက်ရပါဘာဘူးလားဟေးဘူးလားလာဝင်ရကားရဲဝင်ရအကြည့်အလုံးရောက်လိုက်ဖို့အောင် ဟိုငါလည်းလှုပ်လို့ရှိ အေးလာလေတလောက်ကို15ခါလောက်ရိုက်လို့ရအောင်ကျွန်တော်စောက်ချောက်ပြီးတော့မှာအဲ့တော့ပေါ့ဟိုဒီလောက်ပြုံတိုးနေကျွန်တော်ကဘယ်လိုလုပ်ဝင်လို့ရမှာတော့လို့ဒီလိုလုပ်ပါလားကိုကင်းလိုက်အောင်လေဘုရားကိုအပြင်ကိုပင့်ပြီးတော့ပူဇော်ခိုင်းလိုက်ပါလားအဲ့ဒါဆိုအကုန်လုံးပူဇော်လို့ရတာပေါ့ဟုတ်အေးနော်တော်တော်